ကညီလေးတို့ရေဟိုတုန်းကမြေခိုးကြီးတကောင်ကအစာစားရင်းနဲ့သူ့ရဲ့လဲချောင်းထဲမှာအယိုးစူးနေတာပေါ့အဲ့ဒီအယိုးကိုသူဘလို့ပြီးတော့ဘလို့ပဲစူးစမ်းပြီးထုတ်ပေးတော့ညားတယ်ထုတ်ပင်ညားတယ်ဘလို့မှထုတ်လို့မရဘူးဖြစ်နေတာပေါ့အဲ့ဒီမှာဖေးပါဝင်းကြီးကမိတ်ဆွေတွေကိုလိုက်လံပြီးတော့အကူကြီးတောင်းတော့လဲသူ့ရဲ့လဲချောင်းထဲကအယိုးကိုထုတ်ပေးနိုင်တဲ့လူသူဆိုတာဘယ်သူမှရှာလို့မတွေ့ဘူးဖြစ်နေတာပေါ့ဒါနဲ့ပဲမြေခိုးကြီးကလဲချောင်းထဲကအယိုးစုတဲ့ဝေဒနာကိုကြာရှည်စွာခံစားနေရတဲ့အချိန်မှာသူ့ရဲ့အတိတယောက်ကသူ့ကိုလာပြီးတော့အကြံပေးတယ်အသေးမြေခွေအတင်းရဲ့လက်ချောင်းနဲ့အယိုးတွေကိုထုတ်ဖို့ဆိုလို့ရှိရင်တော့ဂျိုးချာငတ်ကြီးစီကိုတွားပြီးတော့အကူကြီးတောင်းကြည့်ပါလားဂျိုးချာငတ်ကြီးမှာရှည်လျရတဲ့လဲတန်းနဲ့ရှည်လျရတဲ့နှုတ်သီးရှိတဲ့အတွက်တင်းရဲ့အခက်အခဲကိုတော့ကူညီနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးတော့ပြောထားတဲ့အခါမှာမြေခွေကလည်းအကြံရရှိပြီးတော့ဂျိုးချာငတ်ကြီးစီကိုတွားပြီးတော့ခက်ခရရနဲ့တောင်းပန်ပြီးတော့စကားဆိုတော့တာပေါ့အဆွေဂျိုးချာငတ်ကျွန်တော်ရဲ့လဲချောင်းထဲမှာအယိုးစူးနေတာဖြစ်တဲ့အတွက်အတင်ဂျိုးချာငတ်ကြီးမှာရှည်လျားသောလဲတန်းနဲ့ရှည်လျားသောနှုတ်သီးရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်အကူညီမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဆွေဂျိုးချာငတ်ကြီးကိုထိုက်တန်သောအဖိုးအခကိုပေးပါမယ်လို့ခက်ခရရနဲ့တောင်းပန်ပြီးတော့ပြောရှာတာပေါ့အဲ့ဒီအချိန်မှာဂျိုးချာငတ်ကြီးကသူ့ရဲ့တနာကျင်နာစွာပြောလာတဲ့စကားကိုလည်းတနာဂယုဏတက်ပြီးတော့မြေခွေးယူကူညီလိုက်တော့တာပေါ့မြေခွေးယူပါဇက်ဟပြီးတော့သူ့ရဲ့နှုတ်သီးနဲ့လေချောင်းထဲကအယိုးကိုလှမ်းပြီးတော့ထုတ်ယူတယ်ဆိုလို့ရှိရင်အလွယ်တကူရရှိသွားတာပေါ့အဲ့ဒီအခါမှာဂျိုးချာငက်ကသူ့ရဲ့လုံအားကအဖြစ်မြေခွေးကြီးရှိမှတောင်းခံတဲ့အခါမှာမြေခွေးကြီးကဘလို့ပြန်ပြောတယ်လဲဆိုတော့အဆွေဂျိုးချာငက်တဲ့တကယ်ဆိုလို့ရှိရင်တင်ဟာကျွန်ုပ်ပါဇက်တဲ့ကိုတင်ကောင်းကြီးဝင်သွားတဲ့အချိန်မှာကျွန်ုပ်ဟာကိုက်လိုက်မယ်ဆိုရင်တင်အသက်သေးသွားနိုင်တယ်တဲ့ဒါပေမဲ့ကျုပ်ဟာအတင်ကိုမကိုက်ခဲ့ဘူးအဲ့ဒီအတွက်တင်ဟာကျွန်ုပ်ကိုကျေးဇူးတော်တင်ဟာအောင်မှာဖြစ်တယ်တဲ့တကယ်တမ်းပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်တင်ဟာကျွန်ုပ်ကအယိုးလေးပဲထုတ်ပြီးခဲ့တာတင်ရဲ့အသက်ကိုကျုပ်ကကယ်ခဲ့တာလို့မြေခွေးကြီးကလီးဆဲပြီးတော့ပြောတော့တာပေါ့အဲ့ဒီအချိန်မှာဂျိုးချာငက်ကလည်းဘာမှမတတ်တာတော့ပဲနဲ့အဝေးကိုထွက်ခွာသွားတာပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ဒုပတ်ဝန်းကျင်မှာမြေခွေးလိုကောက်ကျစ်တဲ့သူတွေလည်းရှိကြတာပေါ့ကွာအဲ့လိုလူမျိုးတွေနဲ့တွေ့တဲ့အခါတို့တွေဟာသူတို့ကိုခွတ်လို့သိခံပေးလိုက်ပါသူတို့ကိုတို့တွေကကျေးဇူးတင်လိုက်ပါဘာဖြစ်လို့လဲဆိုတော့တချို့သောသင်ခန်းစာတွေဟာတို့ဘဝအတွက်မကောင်းတဲ့သူတွေရှိရပဲရရှိတတ်တာတဘာဝပဲလေနောက်ပြီးတော့လောကနီတိမှာဘာဆိုထားတယ်လဲဆိုတော့ဥကြိုရှိသောတတ္တဝါကိုစေတောင်ကရှောင်ရ၏တဲ့အဆွေရှိသောတတ္တဝါကိုအတောင်20ကရှောင်ရ၏မြင်းကိုအတောင်100ကရှောင်ရ၏တဲ့လူယုံမာကိုတော့ရက်ရွာကိုစွန့်ပြီးတော့ရှောင်ရတယ်တဲ့ဘာပဲဖြစ်ဖြစ်တို့ဘဝမှာလူယုံမာတွေလည်းတွေ့ရှိရမှာဖြစ်တယ်လို့လူလိမ္မာတွေနဲ့လည်းတွေ့ရှိနိုင်ပါတယ်ဒါကြောင့်မို့လို့လူယုံမာတွေရှိတဲ့ရဝန်းမှာအတက်နိုင်ဆုံးတော့ရှောင်ရှားပြီးတော့ဘဝကိုအောင်မြင်အောင်ကြိုးစားကြပါလို့အဲ့တော့ကိုယ့်ရဲ့ညီလေးတွေကိုစကားလက်ဆောင်လေးပေးချင်တာကတော့ဆင်းရဲတာအပြစ်တစ်ခုရှိတယ်လို့ချမ်းသာဖို့လဲစနစ်တစ်ခုရှိရမယ်တဲ့ချမ်းသာတဲ့သူတိုင်းဟာစနစ်တစ်ခုရှိကြတယ်လို့ဆင်းရဲတဲ့သူတိုင်းမှာတော့အပြစ်တစ်ခုရှိနေတတ်ပါတယ်နော်ကိုယ့်ရဲ့အပြစ်တွေကဘာတွေလဲဆိုတာကိုဝေဖန်ပိုင်းခြားပြီးအားလုံးသိမြင်နိုင်ပြီးတော့တိုးတက်တဲ့လူငယ်လေးတွေဖြစ်ကြပါစေကွာ